အားလုံးပဲမင်္ဂလာပါခင်ဗျာလက်ရှိကျွန်တော်တို့မြန်မာတွေကြားတဲ့လူပြောများနေတာကဟစ်ပီယဉ်ကျေးမှုအကြောင်းပဲဖြစ်ပါတယ်ဟစ်ပီတွေကိုသဘောကျတဲ့လူတွေရှိသလိုဟစ်ပီတွေကရေမချိုးဘူးဆေးပဲသုံးနေတယ်ခလေးမွေးပြီးစွန့်ပစ်တယ်စတဲ့မကောင်းတဲ့အချက်တွေရှိကြောင်းဝေဖန်သူတွေလည်းရှိနေပါတယ်ဒီအချက်တွေမှန်လားမှားလားဆိုရင်တော့မှန်လဲမှန်တယ်မှားလဲမှားတယ်လို့ဆိုရမှာပါဟစ်ပီယဉ်ကျေးမှုဘယ်ကစခဲ့တယ်လဲဆိုတာတော်တော်များများဖတ်ရှုနားလည်ပြီးဖြစ်ကြပေမဲ့သူတို့ပေါ်ပေါက်လာတဲ့သမိုင်းကြောင်းကနေပဲဗီဒီယိုလေးကိုစလိုက်ပါမယ်1960ခုနှစ်ဝန်းကျင်တုန်းကကမ္ဘာကြီးမှာဝါဒရေးရာနှစ်ချမ်းကွဲနေပြီးအမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနဲ့ဆိုဗီယက်ဦးဆောင်တဲ့ကွန်မြူနစ်အုပ်စုတို့ဗီယက်နမ်မြေပေါ်မှာအားပြိုင်ခဲ့ကြပါတယ်အမေရိကန်အစိုးရဟာကွန်မြူနစ်ဝါဒပြန့်နှံ့လာမှာကိုစိုးရိမ်တဲ့အတွက်ဗီယက်နမ်စစ်ပွဲတွေကိုအလုံးအရင်းနဲ့ဝင်ရောက်ပတ်သက်ခဲ့ပါတယ်။ဒါပေမဲ့နှစ်ရှည်လာများကြာလာတဲ့ဒီစစ်ပွဲကြောင့်အသက်ပေါင်းများစွာစတေးခဲ့ရပြီးစစ်ပွဲရဲ့ရက်စက်မှုတွေကိုလူငယ်တွေကလက်မခံနိုင်ဖြစ်လာခဲ့ကြပါတယ်။ဒီလိုနဲ့စစ်ပွဲကိုလက်မခံနိုင်ကြောင်းလှုပ်ရှားမှုတွေလုပ်ရင်းဟစ်ပီယဉ်ကျေးမှုတဘာတည်းပေါ်ပေါက်လာခဲ့ပါတယ်။ဟစ်ပီတွေဟာတနက်ပြောင်းဝမှာပန်းကလေးတွေထိုးစိုက်ပြီးငြိမ်းချမ်းရေးကိုတောင်းဆိုခဲ့ကြပါတယ်။ Make love not war ဆိုတဲ့ဆောင်ပုဒ်နဲ့အတူအစိုးရရဲ့စီးမြင့်တွေလူမှုရေးဘောင်တွေကိုစန့်ကျင်ပြီးလွတ်လပ်တဲ့လူနေမှုပုံစံသစ်ကိုဖော်ဆောင်ခဲ့ကြပါတယ်။သူတို့ရဲ့အဓိကခံယူချက်ကတော့အကြမ်းမဖက်ရေးနဲ့လူသားအားလုံးကိုချစ်ခင်ခြင်းဖြစ်ပါတယ်။ဟစ်ပီတွေဟာရောင်စုံဆိုးထားတဲ့အင်ကြီးတွေအောက်ကားဘောင်းမီတွေဝတ်ဆင်ပြီးပန်းမွင့်ပုံစံတွေပတိစေတွေခေါင်းစည်းကြိုးတွေကိုဆင်ရင်ကြပါတယ်။ဒါဟာအဆင့်တန်းခွဲခြားမှုကိုစန့်ကျင်ပြီးရိုးရှင်းမှုကိုဖော်ပြတာဖြစ်ပါတယ်။ဂီတမပါရင်ဟစ်ပီအကြောင်းကမပြည့်စုံပါဘူး။ Psychedelic rock နဲ့ folk music တွေကသူတို့ရဲ့အသက်သွေးကြောပါ Bob Dylan, The Beatles နဲ့ Jimi Hendrix တို့ရဲ့သီချင်းတွေကဟစ်ပီတွေရဲ့အာဘော်တွေပဲဖြစ်ပါတယ်1969ခုနှစ်ကကျင်းပခဲ့တဲ့ Woodstock ပွဲတော်ဟာဟစ်ပီသမိုင်းမှာအကြီးကျယ်ဆုံးဂီတမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်ဟစ်ပီခေတ်ဟာ1980နောက်ပိုင်းမှာမေးမိန်သွားခဲ့ပေမဲ့သူတို့ခြံခဲ့တဲ့တဘာဝပတ်ဝန်းကျင်မြတ်နိုးမှုလူအခွင့်အရေးနဲ့လွတ်လပ်စွာတွေးခေါ်မှုတွေကတော့ဒီနေ့ခေတ်အထိရှင်သန်နေဆဲဖြစ်ပါတယ်လူတွေကဟစ်ပီတွေရဲ့ဝတ်စားဆင်ရင်မှုဒီဇိုင်းတွေကိုနှစ်သက်ကြပေမဲ့ဟစ်ပီတွေရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးထင်အမြင်လွဲမှားနေတဲ့အချက်တချို့ရှိပါတယ်နံပါတ်1ဟစ်ပီတွေကရေမချိုးဘူးလားတကူရေတန်ရှင်းမှုမရှိဘူးလားဟစ်ပီအများစုကခေတ်သစ်လူအဖွဲ့အစည်းရဲ့စီးမြင့်တွေကိုစန့်ကျင်ကြသူတွေပါတမင်တကာဖယိုပရဲနေပြခြင်းအပြင်သူတို့ရဲ့တော်လှန်မှုကိုပြသကြပါတယ်နောက်ပြီးအဲ့ဒီခေတ်ကအလားကုန်ပစ္စည်းတွေစက်ပြားတွေရေမွေးတွေဟာဓာတုပစ္စည်းတွေဖြစ်လို့တဘာဝကိုဖျက်ဆီးစေတယ်လို့သူတို့ကယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့် chemical free ဖြစ်ဖို့အတွက်နေတိုင်းစက်ပြတိုက်ရေးကြိုးတာမျိုးကိုရှောင်ကျဉ်ခဲ့ကြပါတယ်။ဒါအပြင်သူတို့ကမြို့ပြတိုက်ခန်းတွေမှာမနေဘဲတောထဲကဝင်းကြီးတွေမှာစူပေါင်းနေထိုင်ကြတာဖြစ်လို့ရေပူရေအေးစနစ်တွေရေချိုးကန်အကောင်းစားတွေမရှိဘဲချောင်းတွေမြောင်းတွေထဲမှာပဲရေချိုးကြတဲ့အတွက်မြို့ပြလူနေမှုနဲ့နှိုင်းယှဉ်ရင်မတန်ရှင်းမှုလို့အမြင်ခံခဲ့ရပါတယ်။နောက်ပြီးခန္ဓာကိုယ်အနံ့ဟာတဘာဝကပေးတဲ့အရာဖြစ်ပြီးပြင်ပရုပ်ရည်တန်ရှင်းမှုထက်စိတ်ဝိညာဉ်တန်ရှင်းမှုကအရေးကြီးတယ်လို့သူတို့ကခံယူကြပါတယ်။နံပါတ်2ဟစ်ပီတွေကခလေးမွေးပြီးရင်ထားခဲ့တာလားဟစ်ပီတွေရဲ့အိမ်တော်ရေးနဲ့ခလေးပြုစုပြိုးထောင်မှုဟာအယူအဆလုံးဝကိုကွဲထွက်နေပါတယ်။သူတို့ကတရားဝင်စာချုပ်စာတမ်းထက်လွတ်လပ်စွာချစ်ခြင်းကိုယုံကြည်ကြပါတယ်လူတစ်ယောက်ကပဲပိုင်ဆိုင်ရမယ်ဆိုတာကိုချုပ်ချယ်မှုလို့မြင်ကြပါတယ်မိသားစုတစုချင်းတည်တံ့မနေပဲအစုအဖွဲ့လိုက်နေကြတဲ့အတွက်အိမ်အောင်ရေးဖောက်ပြန်မှုဆိုတဲ့အယူအဆကသူတို့ကြားထဲမှာတိတ်မရှိပါဘူးအားလုံးကမိသားစုကြီးတစ်ခုလိုနေထိုင်ကြတာဖြစ်ပါတယ်ခလေးမွေးပြီးရင်ထားခဲ့တာလားစွန့်ပစ်လိုက်တာလားဆိုတာကတော့အငင်းပွားဖွယ်ရာအချက်ဖြစ်ပါတယ်ဟစ်ပီတွေကခလေးမွေးပြီးရင်စွန့်ပစ်တယ်ဆိုတာမျိုးကတော့လုံရိုးလုံစင်မဟုတ်ပါဘူးသူတို့ကအုပ်စုလိုက်နေထိုင်တဲ့အတွက်ဒီကလေးကိုမိဘအရင်ကပဲထိန်းတာမျိုးမဟုတ်ပဲဝင်းထဲမှာရှိတဲ့လူကြီးတွေအကုန်လုံးဝိုင်းထိန်းကြတာပါကလေးကတအိမ်တက်တအိမ်ဆင်းနဲ့လူတိုင်းကသူ့မိဘလိုဖြစ်နေတဲ့အတွက်ပြင်လူအနေနဲ့ဒီကလေးဘသူကလေးမှမသိတာဘသူကိုပေးထားမှမသိတာမျိုးဖြစ်တတ်ကြပါတယ်နောက်တစ်ချက်ကတော့သူတို့မှာတရားဝင်စာချုပ်စာတမ်းမရှိတာပါဟစ်ပီအများစုကအစိုးရရဲ့မှတ်ပုံတင်တာမွေးစည်းရင်းလုပ်တာတွေကိုညှင်းဆန်ကြပါတယ်။ဒါကြောင့်ခလေးတယောက်ဘသူသားသမီးဖြစ်လဲဆိုတာကိုသက်သေပြဖို့ခက်ခဲသလိုတခြားဟစ်ပီမိသားစုကခေါ်သွားတာမျိုးလည်းရှိတတ်ပါတယ်။ဒါကိုပဲစွန့်ပစ်တယ်လို့ပြောဆိုမှုမျိုးလည်းရှိပါတယ်။ဟစ်ပီရဲ့အမောင်ဘက်ချမ်းမှာတော့မူရစ်စေးအလွန်ကျွံသုံးတဲ့တချို့မိဘတွေကခလေးကိုကောင်းကောင်းမပြုစုနိုင်ပဲပစ်ထားတာမျိုးဒါမှမဟုတ်ပြန်မယူတော့တာမျိုးလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ဒါဟာဟစ်ပီအယူဆမဟုတ်ပဲလူနည်းစုရဲ့ဖယိုဖယဲဖြစ်ရတွေလို့ဆိုနိုင်ပါတယ်။နံပါတ်3ဟစ်ပီတွေကဘာအလုပ်မှမလုပ်ပဲအချိန်ဖြုံးနေသူတွေ
တွေလားအများစုက corporate လောကမနက်9နာရီအလုပ်တက်ညနေ9နာရီအလုပ်ဆင်းဆိုတဲ့အလုပ်တွေကိုညှင်းဆန်ကြပါတယ်သူတို့ကစနစ်ရဲ့အလုပ်ကိုမလုပ်တာပဲရှိတာပါကိုယ်ပိုင်လေယာစိုက်ပျိုးတာလက်မှုပညာပစ္စည်းလုပ်ရောင်းတာအမှုပညာဖန်တီးတာနဲ့အစားအသောက်ဝင်ငှတဲ့လုပ်အားပေးလုပ်ငန်းတွေကိုလုပ်ကင်ခဲ့ကြပါတယ်နံပါတ်4ဟစ်ပီတွေကမူးယစ်ဆေးကိုအားပေးလားတချို့ကတော့စိတ်အပန်းဖြေဖို့အတွက်စိတ်ဝိညာဉ်ဆိုင်ရာနိုးကြဖို့အတွက်တဘာဝကပေးတဲ့အပင်တွေကိုသုံးစွဲခဲ့ကြပါတယ်အဓိကရည်ရွယ်ချက်ကအပျော်အပါးထက်ငြိမ်းချမ်းရေးနဲ့အတွေးအခေါ်တစ်တွေရဖို့အတွက်ဖြစ်တယ်လို့သူတို့ကယူဆကြပါတယ်နံပါတ်5ဟစ်ပီတွေကအသားမစားဘူးလားအားလုံးမဟုတ်ပေမဲ့အများစုကတော့ vegetarian တွေဖြစ်ကြပါတယ်ဒါဟာအာဟာရဖြစ်ဖို့ထက်အကျန်းမဖက်ရေးခံယူချက်ကြောင့်သက်ရှိတွေကိုမသက်ချင်တာရဲ့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းကျင်တာရဲ့ကြောင့်ဖြစ်ပါတယ်အခုခေတ်စားနေတဲ့ organic food ယဉ်ကျေးမှုကို hippie တွေကမျိုးစေ့ချပေးခဲ့တာပါခြုံပြောရရင် hippie ဆိုတာသပင်ရှည်ထားပြီးအင်ကြီးရောင်စုံဝတ်တဲ့အပြင်ပန်းပုံစံသာမဟုတ်ပါဘူးနိုင်ငံရေးလူမှုရေးနဲ့ဘာသာရေးဆိုင်ရာတင်းကျပ်ထားတဲ့ဘောင်တွေကိုတော်လှန်တဲ့အတွေးခေါ်ဖြစ်ပါတယ် hippie တွေရဲ့ယဉ်ကျေးမှုအတွေးခေါ်တွေဟာလူအဖွဲ့အစည်းနဲ့မကိုက်ညီတာတွေရှိတဲ့အတွက်ကောင်းခြင်းဆိုခြင်းဝေဖန်မှုတွေများစွာရှိနေပါတယ်။သင်ရော hippie ယဉ်ကျေးမှုပေါ်ဘယ်လိုမြင်လဲဆိုတာကို comment မှာမျှဝေရေးသားပေးသွားပါဦးခင်ဗျာ။ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။